ဆရာတော်ဘုရားကြီးကဒုက္ခဖြစ်ကြောင်းမကောင်းတဏှာလောဘမှာသစ္စာသမုဒယမှန်မောလားသစ္စာထိုက်တယ်သစ္စာထိုက်တယ်တော့ဘတော်မှမမှန်ဒီလောဘတဏှာကျွန်တော်တို့လူသားအားလုံးရဲ့ဆင်းရဲတွေကိုဖြစ်စေတာပဲအဲ့တော့ဒီလောဘတဏှာချုပ်ငိမ့်သွားရင်ဆင်းရဲတွေငိမ့်သွားတယ်ဒီဆင်းရဲငိမ့်သွားတော့ပဲဘာခေါ်တာနိဗ္ဗာန်တော့ဘုံကြီးတစ်ခုမဟုတ်ဘူးနေရာကြီးတစ်ခုမဟုတ်ဘူးကျွန်တော်တို့ရဲ့ဒုက္ခဆင်းရဲတွေငြိမ်းသွားတယ်အဲ့တော့တတ္တဝါအားလုံးကဘာလို့ရှိလဲဆိုဆင်းရဲကိုဘယ်သူမှလို့မရှိဘူးဆင်းရဲအပေါင်းချုပ်ငြိမ်းတာကိုပဲအလိုရှိတယ်အဲ့တော့တတ္တဝါအားလုံးကဘာလို့ရှိလဲနိဗ္ဗာန်လို့ရှိတာပေါ့နိဗ္ဗာန်ဆိုတာဗုဒ္ဓဝါဒဗုဒ္ဓဘာသာနဲ့မဆိုင်ဗုဒ္ဓဘာသာဆိုတာကမ္ဘာသတ်မှတ်လို့သာဘာသာတစ်ခုအနေနဲ့ကျွန်တော်တို့မမြင်ဘူးဒီအသိပညာထူထောင်တစ်ခုတည်းလည်းပဲမြင်တာသစ္စာလေးပါဆိုအသိပညာပေါ့နော် wisdom ပေါ့အဲ့တော့အများဖြင့်ကျွန်တော်ကိုးကွယ်ရဆိုဆူတောင်းရင်ပြည့်တယ်ဆိုမှကိုးကွယ်ရဘုရားတကိုးရှင်နေနဲ့ကိုးကွယ်တာသူဆူတောင်းရင်ပြည့်တယ်အနေရကင်းအောင်စောင့်ရှောက်တယ်ဒါတကိုးရှင်နေသွားတယ်မြတ်စွာဘုရားမိမိကိုယ်သာကိုးကွယ်ရဆိုရယ်ကိုယ်အသိဉာဏ်ကိုပဲကိုးကွယ်ရမယ်ဒီအသိဉာဏ်ကိုပဲမြတ်စွာဘုရားလမ်းပြပေးတာကိုယ်တိုင်ရှာဖွေကြိုးစားအထောက်ရမယ်ဒါကြောင့်မလို့မြတ်စွာဘုရားဗုဒ္ဓဝါဒပေါ့ဗုဒ္ဓဝါဒဆိုတာမြတ်စွာဘုရားချမှတ်ပြလမ်းစဉ်ပေါ့နော်ဒီဟာတခုကျွန်တော်ကျင့်သုံးတာပေါ့လိုက်နာကျင့်သုံးတာအဲ့တော့နိဗ္ဗာန်ဆိုတာထွေထူးမဟုတ်တော့ကျွန်တော်နဲ့နှီးဆက်သွားပြီအဲ့တော့လောဘတဏှာတွေငြိမ့်သွားရင်ဘယ်ရောက်လဲနိဗ္ဗာန်ရောက်တယ်ဒါကြောင့်မလို့တဏှာချုပ်ရနိဗ္ဗာန်မှာဆိုပြီးတော့မင်းကွန်ဆရာတော်ဘုရားကြီးကလင်္ကာလေးတွေဆက်ပေးခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တန်ပန်တွေအတွက်ကလောဘဆိုတာပိုနားလည်လွယ်ပါတယ်တဏှာနဲ့ဆိုင်ကျွန်တော်တို့နေ့စဉ်စကားမြမပြောတဲ့မြမကာချာမှာတော့လောဘဆိုရင်တော်တော်အဆင်ပြေတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကလောဘကြီးရင်ဒုက္ခကြီးတယ်လောဘနည်းရင်ဒုက္ခနည်းတယ်လောဘကုန်ရင်ဒုက္ခကုန်တယ်အဲ့ဒုက္ခလောဘကုန်လို့ဒုက္ခကုန်တာကိုပဲပါခေါ်တာနိဗ္ဗာန်ဒါနံပါတ်1ကကျွန်တော်တို့ကသဘောပေါက်နိဗ္ဗာန်ဆိုတာဘာလဲအဲ့တော့လောဘကြီးရဲ့လူလေနိဗ္ဗာန်နဲ့ဝေးလေပဲလောဘနည်းနာလေနိဗ္ဗာန်နဲ့နီးလေပဲအဲ့တော့လောဘကိုရင်နိဗ္ဗာန်ရောက်သွားတာအဲဒါကနိဗ္ဗာန်ဆိုတာလောဘပဲအဲ့တော့လောဘကအပြင်မှာဖြစ်တယ်လားကိုယ်ထဲမှာရှိရလားကိုယ်ထဲမှာရှိတယ်အဲ့ဒါလည်းပြောပြအောင်မယ်ကျွန်တော်တရားတွေစပြောတော့တငယ်ချင်းတွေနဲ့ပြောတော့နိဗ္ဗာန်အကြောင်းလေးပါသွားတယ်ပါတော့တငယ်ချင်းဟာဘာပြောလဲဆိုတော့ကျွန်တော်လေနိဗ္ဗာန်အကြောင်းပြောမနေစမ်းပါနဲ့ဘာဖြစ်လို့လဲဒီဘဝမပြောနဲ့လေငါတို့ကနိဗ္ဗာန်ဆိုတာနောက်ဘဝတော့လွဲတာမဟုတ်ဘူးတဲ့တော့ဒီလိုပြောတယ်ဒါနဲ့တန်မားဖြစ်တော့ဒီလိုပဲစဉ်းစားပြီးတာပဲကျွန်တော်တို့ကဒါပေမဲ့ကျွန်တော်မေးလိုက်တယ်မြို့တစ်မြို့ကိုလေနီးတယ်ဝေးတယ်ပြောအောင်မင်းအဲ့မြို့ဘယ်နာရှိတယ်လို့သိရမယ်သိမှနီးတယ်ဝေးတယ်ဒီဘဝမျိုးနဲ့နောက်ဘဝသွားတော့မင်းမရောက်မှမဟုတ်သေးဘူးဝေးလွန်းလို့အဲ့တော့နိဗ္ဗာန်ဒီဘဝမပြောနဲ့နောက်ဘဝတောင်မလွယ်သေးဘူးဆိုရင်နိဗ္ဗာန်ဘယ်နာရှိလဲတကယ်မင်းသိလားလို့ရိုးရိုးပဲစဉ်းစားတာလေခက်ခဲကြီးမဟုတ်ဘူးဒီလိုစဉ်းစားနေရမယ်ကျွန်တော်ကမြတ်စွာဘုရားကျွန်တော်ကိုသင်ပေးတာကပြောတိုင်းယုံဖို့မဟုတ်ကိုယ်တိုင်တကယ်မြင်ဖို့တကယ်သိဖို့အတွက်မြတ်စွာဘုရားလမ်းညွှန်ပေးခဲ့တာဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီမြတ်စွာဘုရားရည်ရွယ်ချက်စီတော့တိတ်မရောက်ဘူးလို့အများအဖြစ်မရောက်ကြပါဘူးကိုယ်ွယ်မှုတစ်ခုအနေနဲ့ပဲစဉ်းစားတဲ့အတွက်ပြောသလိုပဲယုံလိုက်ရတော့တာပဲဘာလို့ကိုးကွယ်မှုကျွန်တော်ကိုးကွယ်မှုနဲ့သွားတယ်အဲ့တော့မြတ်စွာဘုရားကကိုယ်တိုင်တွေ့ပြီးယုံကြည်ရယုံကြည်တဲ့အတွက်ဒီလိုမြတ်စွာဘုရားတရားတွေကိုလက်တွေ့ဘဝထဲမှာမြင်သွားတဲ့အတွက်ကိုယ်မှဆင်းရဲသက်သာကိုနေရတယ်အဲ့အတွက်မြတ်စွာဘုရားကိုဘာပြောတာပူဇော်တာကျွန်တော်ယုံကြည်ပြီးကိုဒီလိုသင်ပေးတဲ့ဆရာမျိုးကဘုရားလွယ်ပြီးဘယ်သူမှမရှိဘူးဒီလိုမြင်အောင်သင်ပေးတာအဲ့လိုစိတ်ထဲမှာပေါ်ပြီးတော့မြတ်စွာဘုရားကိုပူဇော်ရနော်ကိုးကွယ်တာပေါ့ကိုးကွယ်အားထားရအနေနဲ့သွားတာဘုလို့တကူရှင်အနေနဲ့
ကိုယ်ကတာမဟုတ်ဘူးကိုအဲ့တော့မှနိဗ္ဗာန်ကဘယ်မှာရှိလဲဆိုတာကျွန်တော်ဘယ်မှာရှိမှန်းလည်းမသိဘူးနိဗ္ဗာန်ကနိဗ္ဗာန်ဆိုတာဘာမှမသိသလိုဘယ်မှာရှိမှန်းလဲခုနိဗ္ဗာန်ဆိုတာဘာလဲဆိုတော့လောဘငြိမ်းတာနိဗ္ဗာန်ဟန်နိဗ္ဗာန်ဆိုတာဘာလဲလောဘငြိမ်းတာနိဗ္ဗာန်နည်းနည်းကိုနဲ့နည်းနည်းလှမ်းမွေးတော့နည်းနည်းစသိလောဘငြိမ်းရင်နိဗ္ဗာန်ပဲအဲ့တော့နည်းနည်းငြိမ်းရင်နည်းနည်းနိဗ္ဗာန်ပဲများများငြိမ်းရင်များများနိဗ္ဗာန်ပဲအပြီးငြိမ်းရင်အပြီးနိဗ္ဗာန်ပဲအဲဒီလိုစပြီးတော့သိလာတာဗောနော်